Hello မင်္ဂလာပါနော်အခုမိတ်ဆွေကို online မှာနာမည်ကြီးနေတဲ့မီလူလို application နဲ့မိတ်ဆက်ပေးမယ်နော်မီလူလို application ကပထမပိုင်းတော့ကျွန်တော်လည်းသိပြီးတော့မယုံဘူးပေါ့နော်နောက်ပိုင်းသူ့ရဲ့မီလူလို application ကိုလေ့လာကြည့်တဲ့အခါမှာပတ်စံတကယ်ချက်ချင်းရပါတယ်နော်သူကတောက်ကြနေတိုင်းဆိုရင်မိမိရဲ့too many wallet တွေတော့ auto တွားဒါလိုက်တွင်းပေးတဲ့ပတ်စံအရန်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့application လေးတစ်ခုပဲဖြစ်ပါတယ်နော်ကဲapplication ကိုအတူတူတွားပြီးမှလေ့လာကြည့်အောင်နော်ဒီကောင်လေးပဲဖြစ်ပါတယ်နော်ဒီမှာမြားပြထားတယ်အားလေးတွေ့လားapplication ကိုဝင်လိုက်မယ်နော်တခြားမိတ်ဆွေကိုတခြားရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်တခြားကြည့်ထားပြီးတော့နော်ဒီ application ကိုဝင်လိုက်မယ်နော်ပြီးရတယ်ဘာမှကွာလောက်စရာမလိုနော်ဒီဗီဒီယိုလေးကိုကြည့်ပေးရုံပဲနော်ဒီဗီဒီယိုလေးကြည့်ပေးရတယ်ကိုပတ်စံရတယ်ပေါ့နော်ပတ်စံဘန်းငွေပေါ့နော်ဘန်းငွေနဲ့ဖြစ်ပါတယ်2 money နဲ့ဒါလိုက်ထုတ်လို့ရတဲ့ application လေးပဲဖြစ်ပါတယ်နော်ဘယ်လိုပုံစံမျိုးလေးရတာလဲဆိုတော့ရှင်းပြပေးမယ်နော်ဒီဗီဒီယိုလေးနော်ဒီ short ဗီဒီယိုလေးကိုကြည့်ချင်းအပြည့်သူကပတ်စံပေးတာပဲဖြစ်ပါတယ်နော်ဒီ short ဗီဒီယိုလေးကိုကြည့်လိုက်တာနဲ့သူက coin လေးတွေရမယ်နော်coin လေးတွေကိုသူကဒီဘန်းငွေနဲ့သူကပြန်ပြီးလဲပေးရတာပဲဖြစ်ပါတယ်နော်ဘယ်လိုလဲပေးရမှာလဲဆိုတော့ပြောပြပေးမယ်နော်ဒီမဲ့ WeWeb ဆိုရှိရတယ်မလားဒီကောင်လေးကိုတစ်ချက်ဝင်လိုက်မယ်နော်ဒီတစ်ချက်ဝင်လိုက်မယ်ဒီ WeWeb တဲ့ကိုတစ်ချက်ဝင်လိုက်မယ်နော်ရောက်တာနဲ့ဒီလိုမျိုး coin လေးတွေအများကြီးကျလာမယ်တွေ့လား coin လေးတွေအများကြီးကျလာမယ် coin လေးတွေအများကြီးကျလာမယ်ဆိုရင်ဒီမှာ coin တွေပဲဖြစ်ပါတယ်နော်ဒီမှာ32နော်32ဒါမှ25ဘတ်ရနော်အဲ့ဟိုသူကဒီ coin တွေကိုဒီဘန်းငွေဖြစ်သူကပြောင်းပေးရမှာပဲဖြစ်ပါတယ်နော်ဒီမှာ return ဆိုတဲ့နေရာလေးတွေ့လားနေရာကိုတစ်ချက်နှိပ်လိုက်မယ်နော်တွေ့လားဒီမှာ36ဖြစ်သွားပြီတွေ့လား36.92ဖြစ်သွားပြီနော်အဲ့လိုပြောင်းပြီးမှဒီမှာ 2 money နဲ့ဓာတ်ရိုက်ထုတ်လို့ရပါတယ်နော်2 money နဲ့ဓာတ်ရိုက်ထုတ်ဖို့ရန်အတွက်2 money account တစ်ခုတော့လိုအပ်ပါတယ်နော်2 money မရှိရင်ဒီ application ကလုံးဝထုတ်လို့မရပါဘူးနော်အဲ့ဒါဆိုရင်ဒီ2 money account ကိုဖွင့်ထားဖို့ရည်ကြီးပါတယ်နော်ကဲဒီနောက်တစ်ချက်နှိပ်မယ်နော်ဒီနောက်လေးတစ်ချက်ဝင်ကြည့်မယ်နော်ဒါ2 money နဲ့ချိတ်ဆက်ထားတာပါဖြစ်ပါတယ်နော်ကိုပတ်စံထုတ်ထားတဲ့အရာတွေကိုပြန်ပြီးမှကြည့်ချင်တယ်ဆိုရင်တော့ဒီနာလေးဒီဘောကောင်နော်ဒီဘောကောင်တစ်ချက်နှိပ်မယ်နော်ဒါဝါဒီပဲပတ်စံထုတ်ထားတဲ့ဟာတွေပဲနော်ပတ်စံရထားတဲ့ဟာတွေပဲနော်ပတ်စံရထားတဲ့ coin တွေပေါ့နော်အများကြီးမရှိသေးဒီနေ့မှစပြီးတော့ကစားကြည့်တာဆိုတော့နော်ဒါပတ်စံရထားတဲ့ coin တွေပဲဖြစ်ပါတယ်နော်ဒါ coin ကတော့ဒါပတ်စံချိန်ထားတဲ့ဟာတွေပဲဖြစ်ပါတယ်နော်ဒီမှာ coin ကိုတစ်ချက်နေမယ်နော်တွေ့လားဒါရထားတဲ့ coin တွေပဲတွေ့လားအဲ coin တွေကိုခုနချိန်လိုက်လို့ရှိရင်Return ကိုနှိပ်ပြီးမှချိန်လိုက်လို့ရှိရင် coin မလို့တစ်စင်းသူကဘန်းငွေအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်နော်ဒါဘန်းငွေအဖြစ်ရရှိထားတာပဲဖြစ်ပါတယ်နော်ပြန်ပြီးထွက်လိုက်မယ်နော်အဲဟာသူကတောက်ကြနေတိုင်းနော်ကိုယ့်ရဲ့ 2 money account တွေကိုနော် automatic သူကဘာမှလုပ်စရာမလိုဘဲနဲ့ automatic သူဝင်တာပဲဖြစ်ပါတယ်နော်သူကဒီ application လေးမစိုးလို့ခေါ်မယ်နော်ညာလေးနဲ့ပြန်ထွက်ကြည့်မယ်နော်ဟုတ်လားဒါ coin တွေဖြစ်ပါတယ်နော်သူကကိုကြိုက်တဲ့ရုပ်ရှင်လေးတွေလည်းကြည့်လို့ရတယ်short လေးတွေလည်းကြည့်လို့ရတယ်နော်ကြိုက်တာကြည့်ကြိုက်တဲ့ကားကိုကြည့် coin လေးတွေရမယ်coin လေးတွေရမှာဘန်းငွေပြန်ချိန်ပေးတာပဲဖြစ်ပါတယ်နော်ဘန်းငွေပြန်ချိန်ပြီးရတဲ့2 money account တွေကိုပြန်ပြီးမှလွှဲပေးတာပဲဖြစ်ပါတယ်နော်နောက်ကျရင်သူကကိုကြည့်ထားတဲ့ဗီဒီယိုတွေကိုဒီနေ့ကြည့်လို့မပြီးသေးဘူးနော်နောက်နေ့မှဆက်ကြည့်မယ်ဆိုရင်ကြည့်လို့ရပါတယ်နော်ဒီမှာ my list ဆိုတာဟာလေးရှိတယ်သူက my list ဆိုတဲ့နေရာလေးကိုတစ်ချက်ဝင်လိုက်မယ်နော်ဒါကိုကြည့်ထားတဲ့ဗီဒီယိုနော်မဆုံးသေးဘူးအဲ့ဒါတွေကိုပြန်ကြည့်လို့လည်းရတယ်နော်ပြန်ကြည့်ပြီးမှပြန်ကြည့်ချင်လို့ရတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုကတခါညဒီဗီဒီယိုအစားဆုံးကြီးကိုကြည့်မယ်ဆိုပြီးတော့ကိုဆုံးဖြတ်ချက်ချထားတဲ့စိတ်ဝင်စားတယ်ဆိုဒီဗီဒီယိုလေးကိုကိုကြည့်နေတန်းတန်းနဲ့ပဲကိုတခုခုပေါ်လာလို့မကြည့်ဖြစ်ဘူးဒါပေမဲ့ဖုန်းကိုဒီမှာပစ်ထားလိုက်တော့ပိတ်ထားလိုက်တယ်ပေါ့နော်ဒါပေမဲ့နောက်နေ့မှပြန်ကြည့်မယ်ဆိုရင်ဒီမှာ my list ဆိုတဲ့နေရာတွေကိုဝင်ပြီးမှကိုကြည့်နေတဲ့ဗီဒီယိုတွေကိုပြန်ပြီးမှကြည့်လို့ရတယ်နော်ဒီလိုဆိုတဲ့ application လေးကိုစိတ်ဝင်စားလို့ရှိရင်အောက်မှာ link လေးချထားပေးမယ်ဖြစ်ပါတယ်နော်link ကတော့ဝင်ပြီးမှ download ဆွဲပြီးမှအသုံးပြုလို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye